မင်္ဂလာပါခင်ဗျ Movie Summary Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ recap လုပ်မဲ့ရုပ်ရှင်ကတော့ Cleaner ဆိုတဲ့ movie ပါ main actor ကတော့ Samuel L. Jackson ဖြစ်ပြီး Tom Cutler အဖက်တရုပ်ဆောင်ထားပါတယ်ဒီဇလန်ကတော့ crime scene cleaner တယောက်ကိုမတိမတမာတာ cover up ထဲဆွဲသွင်းသွားတဲ့ဇလန်ဖြစ်ပါတယ်ဇလန်အစမှာကျွန်တော်တို့ Tom နဲ့စတင်တွေ့ဆောင်ရပါတယ် Tom ကသူ့ရောက်သူမိတ်ဆက်ပြတယ်သူကလွန်ခဲ့တဲ့8နှစ်ကရဲရရှိတယောက်ဖြစ်ခဲ့ဘူးပေမဲ့အလုတ်ကထွက်ပြီးရာဇဝတ်မှုထိကွာရနေရာတန့်ရှင်းရေးလုပ်ငန်းကိုစတင်ခဲ့တာပါသူကသူ့အလုပ်မှာတကယ့်ကိုကျွမ်းကျင်သူတယောက်ဖြစ်ပြီးဘလို့တဲလွန်စာမျိုးကိုမှဆိုပျောက်ကွဲသွားအောင်လုပ်နိုင်တဲ့ပြင်းအားကောင်းတဲ့ဓာတုဆေးရည်တွေကိုကိုရင်ဖန်တီးထားသူပါတုံရဲ့မိသားစုမှာသူနဲ့ထုသမီးလေးပဲရှိပါတယ်ဇနီးဖြစ်သူဆုံးပွားသွားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့သမီးဖြစ်သူကိုသူတယောက်တည်းပြုစုပြောထောင်လာခဲ့တာပါတွန်အိမ်ပြန်ရောက်တာသမီးဖြစ်သူ Rose နဲ့အချင်းဖြုံးတာကိုတွေ့ရပါတယ် Rose ကသူ့အဖေကိုဒီနေ့အလုပ်အခြေအနေဘလို့လဲလို့မေးတော့တွန်ကအဆင်ပြေပါတယ်လို့ပဲပြန်ဖြေခဲ့ပါတယ်ခဏအကြာမှာတော့အလုပ်အသစ်တစ်ခုထပ်ရလာပါတယ်ဒီတာဝန်အညတွန်ဟာခြံဝင်းကြီးတစ်ခုကိုတန်ရှင်းရေးသွားလို့ရပါတယ်အဲ့ဒီနေရာကိုရောက်တော့တကားကတော့ခတ်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ပန်းအိုးအောက်မှာအင်တော့ဖွက်ထားတဲ့ဆိုတဲ့စားတိုးလေးကိုတွေ့လို့တော့ယူပြီးအိမ်ထဲဝင်ခဲ့ပါတယ်အိမ်ထဲရောက်တော့နေရာအနှံ့မှာသွေးကွက်တွေပဲရှိနေပါတယ်တွန်ကအတန်ဖန်းဆက်ကိုထုတ်ပြီးအခင်းထစ်သွားနေရတစ်ခုလုံးကိုအသေးစိတ်မှတ်တမ်းတင်ပါတယ်ပြီးတော့ဓာတ်ပုံတွေရိုက်တယ်တက်တဲ့အထောက်ထားတွေကိုမှတ်တမ်းတင်ပြီးသားနဲ့တန်ရှင်းရေးစာလုပ်ပါတယ်အချိန်အတော်ကြာအားဆိုင်လိုက်ပြီးတဲ့နောက်အိမ်တစ်ခုလုံးပြောင်းဆင်းသွားအောင်သူတန်ရှင်းရေးလုပ်ပေးနိုင်ခဲ့ပါတယ်တွန်အိမ်ပြန်ရောက်တော့သမီးဖြစ်သူ Rose ကညစာချက်ထားတာကိုတွေ့ရပါတယ်သူ့အမေရဲ့ဟင်းချက်စာအုပ်ကိုကြည့်ပြီးချက်ထားတာပါလို့ပြောပေမဲ့တွန်ကတော့စိတ်မပါသလိုနဲ့ရေချိုးဖို့ပဲသွားလိုက်ပါတယ်ညစာအတူစားကြတဲ့အခါ Rose ကဒီနေ့ကြောင်းမတက်ခဲ့ဘူးလို့ပြောပါတယ်ဆရာကတင်တာမကောင်းလို့မတက်တာပါလို့အကြောင်းပြပေမဲ့တွန်ကတော့နောက်တစ်ခေါက်ဒါမျိုးမလုပ်နဲ့ဆရာကဘလို့ပဲဖြစ်ဖြစ်ကြောင်းကိုတော့နေ့တိုင်းသွားရမယ်လို့စွန့်မပြီးအိပ်ရဝင်းနေပါတယ်နောက်တစ်နေ့မနေ့ရုံးသွားဖို့ပြင်ဆင်နေတယ်အိတ်ခရဲလက်နိုင်လိုက်တဲ့အခါမနေ့ကသူတန်ရှင်းရဲ့လုခဲ့တဲ့အိမ်ရဲ့တော်ကိုတွေ့သွားပါတယ်တော်ပြန်ထားခဲ့ဖို့မေ့သွားမှန်းတတိယသွားတော့ကြောင်းတွန်ကချက်ချင်းပဲအဲ့ဒီအိမ်ကိုကားမောင်းပြီးပြန်သွားခဲ့ပါတယ်အိမ်ကိုရောက်တော့အိမ်ထဲမှာအမျိုးသမီးတစ်ယောက်ရှိနေတာကိုတွေ့ရပါတယ်သူမနာမည်ကအန်ပါတွန်ကမနေ့ကတော့ပြန်ထားခဲ့ဖို့မေ့သွားလို့ပါလို့ပြောလိုက်တဲ့အခါအန်နီကလန့်သွားပြီးဘာတော့လဲရှင်ဒီမှာဘာအလုပ်လုပ်ခဲ့တာလဲလို့ပြန်မေးပါတယ်အဲ့ဒီအခါကျမှတွန်ကတခုခုမှားလိပြီဆိုတာချက်ချင်းရိပ်မိသွားပါတယ်ဒါနဲ့သူကစကားလမ်းကြောက်လွဲပြီးအော်ကျွန်တော်ရုံးကလူတွေလိပ်စာမှားပေးလိုက်တာထင်တယ်တခြားနေရာသွားရမှာကိုလို့ပြောပြီးထွက်လာခဲ့ပါတယ်ရုံးရုပ်တာနဲ့သူကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ပါတော့တယ်အဲ့ဒီအခါကျမှရဲတပ်ခွေးကသူ့ကိုဒီအလုပ်ပေးတာမဟုတ်မှန်းသိလိုက်ပါတယ်တဆုံကယောက်ကသူ့ကိုအသုံးပြုသွားတာပါအခုဆိုရင်တွန်ဟာတကယ်လူတက်မှုဖြစ်သွားနေရကိုတဲလွန်စာမကြမ်းအောင်ဖျောက်ကွယ်ပေးလိုက်တယ်လို့ဖြစ်သွားလို့အမှုထဲမှာပါဝင်ပတ်သက်နေတယ်လို့ဖြစ်ပြီးဖြတ်တနာအကြီးကျယ်တန်းနိုင်ပါပြီတွန်ဖြောက်သွားပြီးသူစူဆောင်းထားတဲ့တပ်တွေတွေကိုလုံခြုံတဲ့နေရာမှာခွက်ထားလိုက်ပါတယ်အဲ့ဒီနောက်သူ့တငယ်ချင်းရဲရရှိအဲ့ဒီကိုဖုံးဆက်ပြီးညဘက်တောက်ရင်စားရင်တွေ့ဖို့ချိန်လိုက်ပါတယ်အိမ်ကျန်ရောက်တော့သမီးဖြစ်သူ Rose ကအမေအသက်ရှိစဉ်ကကျမကိုပြားဆက်ယုံဒီခဏခဏခေါ်သွားဘူးတယ်အဖေနဲ့အမေမက္ကဆီကိုမှာမင်္ဂလာဆောင်သွားတော့ကအကြောင်းတွေလည်းပြောပြဘူးလေလို့ပြောပါတယ်ဒါပေမဲ့တွန်ကတော့ဒီလိုနာကျင်စရာကောင်းတဲ့အသိတွေကိုမမှတ်မိချင်တော့ပါဘူးညဘက်Eddieနဲ့တွေ့တဲ့အခါ TV သတင်းမှာ Annie ရဲ့ခင်ပွန်း John ပျောက်ဆုံးနေတဲ့အကြောင်းကြီးညာနေရကိုတွေ့ရပါတယ်။တွန်ကအချက်အလက်တွေကိုဆက်ကြည့်တော့ Annie ကတဲ့သူ့လင်မယားချင်းတတ်တာလားဒါမှမဟုတ်တခြားလူကတတ်ပြီးသူ့ကိုတန်ရှင်းရေးခိုင်းတာလားလို့တန်တရားဝင်လာပါတယ်။ဒါနဲ့ Eddie ကို John ဘာဖြစ်တာလဲသိလားလို့မေးကြည့်ပါတယ်။ Eddie ကအမှုအကြောင်းရှင်းပြနေတော့မှအမှုစစ်အရာရှိ Jim ကရောက်လာပါတယ်။ Jim က John ဟာရဲမင်းကြီးနဲ့ယဉ်နီးပေမဲ့နောက်ပိုင်းမှာဆက်ဆံရေးပြတ်ပြားသွားကြောင်း John ဟာမူရဲ့စေးသားနေမွေမှုအဖွယ်မှာတက်တီထွက်ရောက်မဲ့စင်းပျောက်ဆုံးသွားကြောင်းထပ်ပြီးပြောပြပါတယ်။အပြာမှာမူးတွေအညာရွာနေပြီးEddie ကလည်းမူးနေတော့မဟုတ်လို့တွန်ကလည်းအိမ်လိုက်ပို့ခဲ့ပါတယ်။နောက်တစ်နေ့မနေ့ရုံးရောက်တော့Annie ကရုံးမှာစောင့်နေတာကိုတွေ့လိုက်လို့တွန်အံ့ဩသွားပါတယ်။ Andy ကတွန်ကိုရှင့်ရဲ့တန်ရှင်းရေးလုပ်ငန်းကတကယ်တော့ဘာတွေလုပ်တာလဲလို့မေးပါတယ်။ကျမအိမ်မှာကရှင်းလာလုပ်ပေးသေးလားလို့Andy ကထပ်မေးတဲ့အခါတွန်ကမလုပ်ပါဘူး။ကျွန်တော်ကရဲတက်ခွက်ကတရားဝင်ခိုင်းမှပဲလုပ်တာပါလို့လိန်ပြောလိုက်ပါတယ်။ Andy ကမယုံတယ်လို့ဖြစ်နေတော့တွန်ကအလုပ်မအားဘူးလို့ပြန်ခိုင်းလိုက်ပါတယ်။နောက်ပိုင်းအလုပ်အသစ်တစ်ခုမှာEddie နဲ့ပြန်ဆောင်ရပါတယ်။ Eddie ကမနေ့ကရဲတွေ John နဲ့အိမ်ကိုသွားစစ်တော့ဘာမှမတွေ့ဘူး။ဒါပေမဲ့မင်းသုံးလေးရှိတဲ့ဓာတုစီးရဲ့အကျွမ်းကြံတွေတွေ့တယ်လို့ပြောတယ်။မင်းဘာတွေခုံးကင်ထားတာလဲလို့မေးပါတော့တယ်။နောက်ဆုံးတော့တွန်လည်းအဖြစ်မှန်အလုံးကိုဝန်ခံလိုက်ရပါတယ်။သူစီကိုရဲတဲ့ဖွဲ့ကလူထေးရတဲ့စာတိုရောက်လို့တွားလို့ဖိတ်ခဲ့တာဖြစ်ကြောင်းနောက်မှရဲကခိုင်းတာမဟုတ်မှန်းသိလိုက်ကြောင်းပြောပြပါတယ်။ Eddie ကတော့ဒါဆိုဘာကြောင့်သတင်းမပို့တာလဲလို့မေးတော့တွန်ကဒီအမှုကအရန်အန်ဒီရမြတယ်။ရဲဒီကိုပိုင်းလည်းပါဝင်ပတ်သက်နေနိုင်တယ်။လူမတိုင်မိခင်ကျွန်တော်အသက်အန်ဒီရရှိတယ်လို့ပြောပြပါတယ်။ Eddie ကတော့မင်းမှာတက်တယ်ရှိမှာပါ။တန်ရှိမလုံခင်မှတ်တမ်းယူလိရှိတယ်မို့လား။အဲ့ဒီတက်တယ်တွေကိုလုံခြုံအောင်တင်းထားတခုခုဖြစ်လာရင်မင်းရဲ့အပြစ်ကင်းစင်မှုကိုဒါကခဲတက်တယ်ပြနိုင်မှာပါလို့အကြံသေးပါတယ်။အဲ့ဒီမှာတွန်းကသူ့အသိက်ကလွတ်ရော်ချေတစ်ခုကိုပြောပြလိုက်ပါတယ်။သူထောင်ရနေတုန်းကလူတစ်ယောက်ကိုတတ်ခဲ့ဘူးသလိုအရင်ကလည်းပတ်စံအတွက်လူတက်ခဲ့ဘူးတဲ့ဆိုတာပါ။Eddie ကတော့ဓာတ်တွေကိုမေးလိုက်ပါလို့ပဲနှီးသွင်းပေးပါတယ်။
အိမ်ပြန်ရောက်တော့သမီးဖြစ်သူ Rose ကအရန်စိတ်ဆိုးနေတာကိုတွေ့ရပါတယ်အဖေဖြစ်သူကအိမ်မှာမရှိပဲသူမကိုတယောက်တည်းထားခဲ့လွန်းလို့ပါတွန်ကလည်းပြန်ဆူပါတယ်စာမလုပ်ပဲအမေအကြောင်းပဲတွေးမနေနဲ့သူငါတော့နဲ့မရှိတော့တာကိုလက်ခံလိုက်တော့လို့ပြောတဲ့အခါ Rose ကအနည်းဆုံးတယောက်ကသူ့ကိုတတိယမင်းနီးသေးလာဘောလို့နာနာချင်းချင်းပြန်ပြောခဲ့ပါတယ်နောက်တနေ့မှာအန်ဒီကကလေးတွေနဲ့ကစားခွင်မှာရှိနေတော့တွန်ညစ်ကားကိုတွေးလိုက်ပါတယ်တွန်ကတော့သူမမြင်သွားတယ်နဲ့ချက်ချင်းမောင်းထွက်သွားပါတယ်တွန်ယုံရောက်တော့အမှုစစ်ဂျင်ကစောင့်နေပါတယ်ဂျင်ကအခင်းဖြစ်တဲ့နေရာမှာဓာတုဆေးရည်တွေတွေ့လို့မင်းစီကဆေးမတန်းနေနဲ့တိုက်ချစ်ချင်တယ်လို့ပြောပြီးတွန်ကိုစစ်မေးပါတယ်တွန်ကတော့လီမာပါစနတ်စွာစကားလွှဲရှောင်နိုင်ပါတယ်နောက်ပိုင်းမှာတွန်အေဒီနဲ့ Rose တို့ဟာဘောလုံးဝင်မှာရှိနေကြပါတယ် Rose ကဘောလုံးကန်နေတာကိုကြည့်ရင်အေဒီကအခင်းဖြစ်တဲ့နေရာမှာဓာတုဆေးရည်တွေတွေ့လို့မင်းစီကဆေးမတန်းနေနဲ့တိုက်ချစ်ချင်တယ်လို့ပြောပြီးတွန်ကိုစစ်မေးပါတယ်တွန်ကတော့လီမာပါစနတ်စွာစကားလွှဲရှောင်နိုင်ပါတယ်Rose ကကွင်းထဲမှာတကယ့်ကိုကောင်းကောင်းကစားပြနိုင်ပေမဲ့တွန်ကတော့စကားကောင်းနေလို့သမီးထစ်သူရဲ့အစွမ်းအစားကိုမြင်လိုက်ရသည့်ကြောင့် Rose ကအန်ရုပ်တဲ့အထိစိတ်ကောင်းနေပါတယ်။ Rose ကရုတ်တရက်အမေကိုဘသူတတ်တာလဲသူ့နာမည်ဘသူလဲလို့မေးလိုက်တဲ့အခါတွန်ခဏလုံးစွန့်အားသွားပြီး Daniel လို့နာမည်ပေးလိုက်ပါတယ်။ Andy နဲ့တွန်တို့ဟာဘယူကျောင်းတစ်ခုမှာတိုက်စစ်တွေ့ဆုံပါတယ်။တွန်က Andy ကိုရဲတွေနောက်ယောင်လိုက်နေလားအတန်ဖန်းဆက်တီကပါလာလို့အရင်စစ်ပါတယ်။ပြီးတော့ Andy ကတွန်ဟာသူ့အိမ်ကိုလာရှင်းပေးတာသူဆိုတာသိတယ်လို့ပြောပါတယ်။တွန်လည်းဝန်ခံပါတယ်။ဂျွန်ကတက်တေထွန့်ရောက်နေရမှာဘာတွေပြောဖို့ရှိလဲလို့မေးပါတယ်ပြောပြလို့မရဘူးလာခဲ့ပြစရာရှိတယ်ဆိုပြီးသူ့ရုံးခန်းကိုခေါ်သွားပါတယ်အဲ့ဒီမှာဂျွန်လွတ်ရော်သိမ်းထားတဲ့မတ်တန်စာအုပ်ကိုပြပါတယ်အဲ့ဒီစာအုပ်ထဲမှာလာပစားရဲရရှိတွေရဲ့ယင်းပီးနံပါတ်တွေအများကြီးရှိနေပါတယ်အဲ့ဒီအထက်မှာတွန်ရပြီးရင်ကရဲရင်ပီးနံပါတ်ကိုပါတွေးလိုက်လို့တွန်ထိတ်လန့်သွားပါတယ်တွန်ကချက်ချင်းအေဒီစီကိုတွားပြီးဒါကိုပြောပြပါတယ်အေဒီကတော့အဲ့ဒီသက်တွေကိုဖျက်ဖြစ်ရမယ်မဟုတ်ရင်လူတွေကဂျွန်ဟာမင်းကိုသက်တွေထွက်ရမှာမဟုတ်လို့မင်းကပဲသူ့ကိုတက်လိုက်တာလို့ထင်ကုန်နဲ့လို့သတိပေးပါတယ်အန်ဒီကတယောက်တည်းနေရတာကြောက်လို့ဘေးကင်းတဲ့နေရာပို့ပေးဖို့တောင်းဆိုတော့တွန်ကသူ့အတိမန်နျူယ်ကိုအိမ်ကိုခေါ်သွားပေးပါတယ်အဲ့ဒီမှာအန်ဒီကသူ့အသိအကြောင်းရင်းဖွင့်ပါတယ်သူ့ကိုယ်ရင်ရှိခဲ့ဘူးတယ်ဒါပေမဲ့ဂျွန်ကမလိုချင်လို့ဆုံးရှုံးခဲ့ရတဲ့အကြောင်းပါတွန်ကလည်းသူ့ဇနီးဟာအိမ်ထဲဝင်လာတဲ့ဓမြေတိုက်အကြောင်းသမီးလေးရှိမှပဲအသက်ခံရတဲ့ဝမ်းနည်းစရာအသိကိုပြန်ပြောပြပါတယ်ညဘက်တွန်ပြန်လာတော့လမ်းမှာလာပစားရဲတယောက်ကတားပြီးသူ့ကိုအပြင်းထန်ဝိုင်းရိုက်ကြပါတယ်ဒန်ယာရီနဲ့အိမ်ပြန်လာတော့ Rose ကအယမ်းဆိုးရင်ပြီးဘာဖြစ်လာတာလဲလို့အတင်းမေးပါတယ်တွန်ကဘာမှမပြောတော့ Rose ကစိတ်တိုးပြီးអော်ပါတော့တယ်အမေတုန်းကလို့အဖေကိုလည်းဆုံးရှုံးရမှာကြောက်လို့ပါဆိုပြီးငိုးပါတယ်ပြီးတော့သူ့မှာသာစာမလုပ်နေပဲအဖေရဲ့အမှုဟောင်းတွဲတွေကိုလိုက်ရှာနေတာလို့ဝန်ခံလိုက်ပါတယ်နောက်ကနေ့မှာအန်ဒီကအလောင်းတော်စစ်ဆေးဖို့တွန်ကိုအဖော်ခေါ်ပါတယ်အဲ့ဒီမှာဆရာဝန်ဖီကနေထိတ်လန့်စွာအမှန်တရားတစ်ခုကိုတွန်ကသိလိုက်ရပါတယ်အဲ့ဒါကတော့ဂျွန်ဟာကလေးမရနိုင်တဲ့သူဖြစ်တာပါဒါဆိုရင်အန်နီအရင်ကရခဲ့တဲ့ကိုရင်ဟာတခြားလူနဲ့ရခဲ့တာပဲဖြစ်ရမယ်ပါတွန်ကအေဒီစီသွားပြီးအန်ဒီမှာနောက်မီလိုနေတဲ့ယူစားရှိရမယ်လို့သူ့ရဲ့တန်တရားကိုပြောပြပါတယ်အေဒီကစကားမားပြောနေရင်ကနေတွန်ကအမှန်တရားကိုရိပ်မိသွားပါတယ်အဲ့ဒါကတော့အေဒီကိုတိုင်ကအန်ဒီရဲ့ယူစားဖြစ်နေတာပါတွန်ကအန်ဒီအင်ကိုချက်ချင်းလိုက်သွားပါတယ်အန်ဒီကထပ်ပြီးဟိုပြင်နေတာပါတွန်ကအချက်ခေါင်ပေးတဲ့အခါအန်ဒီကအေဒီနဲ့ပေါင်းပြီးဂျွန်ကိုတတ်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်ဒါပေမဲ့အန်ဒီကပြန်ချင်းမြော့ပါတယ်ရှင်ရဲကိုသွားတိုင်ရင်ရှင်တိအောက်ထဲအမှုဖြတ်ပေးခဲ့တာကိုလည်းကျမပြောပြမှာပဲတဲ့တွန်ကတော့ဂယုမဆိုင်ပါဘူးတွန်ကအမှုအစ်စ်ဂျင်ကို ADC ဥတီသွားအောင်တဲလွန်စာရီပေးလိုက်ပါတယ်ဒါကို AD ကဒီးသွားပြီးတွန်ရဲ့အိမ်ထဲကိုဝင်ရောက်ပြီး Rose ကိုဓာဆန်ခွန်းလွတ်ပြီးတွန်ကိုချင်းမြောက်ပါတယ်တွန်အိမ်ကိုချက်ချင်းပြန်လာပြီး AD နဲ့တေးလူနဲ့လုံးထွေးတတ်ပုတ်ကြပါတယ် AD ကဒူးလောက်ရက်ကိုဝင်ခံပါတယ်ဂျွန်က AD ကိုကိုရင်ဖြတ်ချခိုက်တာပါငါကိုရင်ကိုသူတတ်လိုက်တာဒါကြောင့်သူ့ကိုငါတတ်လိုက်တာလို့အော်ပြောပါတယ်ပြီးတော့သူကတွန်ကိုတတ်ဖို့တနက်နဲ့ချင်းလိုက်ပါတယ်ငါရှင့်ကိုတတ်လိုက်ရင်ဒီသွေးကွက်တွေကိုဘသူလာရှင်းပေးမှလဲလို့လွန်ပြောက်ပြီးခလုတ်ဆွဲဖို့အလုံးမှာတနတန်ချက်ထွက်ပေါ်လာပြီးအေဒီရဲ့ခေါင်းကိုမှန်ကပွဲချင်းဘူးတည်ဆုံးသွားပါတယ်ပြစ်လိုက်တာကတော့တွန်ရဲ့သမီးလေး Rose ပါသူမဟာအဖေဖြစ်သူကိုကယ်လိုက်ဖို့တွန်ဟွတ်ထားတဲ့တနတ်အပိုလေးကိုယူပြီးပြစ်လိုက်တာပါရဲရီရောက်လာတော့တွန်ကတက်တေတွေနဲ့မှတ်တမ်းစာအုပ်ကိုဂျင်စီအပ်လိုက်ပါတယ်ဂျင်ကမင်းဟာဒီအမှုမှာအတုံးကြခံယုံတက်တေပါမင်းနာမည်ကိုအမှုထဲမှာမထည့်ရေးပေးပါဘူးလို့ပြောပြီးတွန်ကိုလွှတ်ပေးလိုက်ပါတယ်ဇက်သိန်းမှာတော့တွန်ရဲ့အလုတ်ဖော်မိကွယ်ကတွန်တို့အိမ်ထဲမှာသွေးကွက်တွေနဲ့ရှုပ်ပွားနေတာကိုတန်ရှင်းရေးလုပ်ပေးနေရင်ဇလန်လီပြီးဆုံသွားပါတော့တယ်ကြည့်ရှုနားထောင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့